တဲ့နဲ့သက်ရှင်ခြင်းကကောင်းဆုံးပါကမ္ဘာမြေကြီးအားမင်းတယောက်တည်းသက်သက်ဝပိုမလေးဖို့ရအသေးချာစဉ်းစားလူတွေကောင်းဖို့ရည်ကြိုးစားကြတဲ့အခါမင်းအထာစိတ်ကိုမိပုံရှုံးနိုင်မှာအိုညီလေးရေမနာလို့ပေါ်ဟုတ်တာပြောလိုက်အကြောင်းလေးကွာရှင်သန်ခြင်းရဲ့ပြေဝတဲ့အနဲ့တိတ်ပဲကိုမင်းဒီပါအမှန်တရားတွေကပဲအမှားယွင်းတွေကိုတိုက်ခိုက်ကြတဲ့အခါမင်းအသက်နဲ့ဘဝကိုဆွလွတ်ထားနိုင်မှာယုံကြည်ပါမှန်တရားရိုးသားဆုံးလှူရှာဒုက္ခနဲ့ရင်ဆိုင်လာရင်မတုံ့လုံမဟုတ်လားယုံကြည်ပါမှန်တရားရိုးသားဆုံးလှူရှာအကောင်းဆုံးကိုရှာဖွေပေးစမ်းနိုင်မှမဖြစ်တဲ့လောကကြီးတာယာဖို့ကောင်းသောရည်ရွယ်ချက်နဲ့လူငယ်လေးတယောက်ဖြစ်ပေါ်ကွာလူသားတိုင်းအပေါ်မှာချစ်တဲ့စိတ်ကလေးထားကြည်ချက်နဲ့သက်ရှင်ခြင်းကကောင်းဆုံးပါကမ္ဘာမြေကြီးအားမင်းတယောက်တည်းသက်သက်ဝန်ပိုမလေးဖို့ရအသေးချာစဉ်းစားလူတွေကောင်းဖို့ရည်ရွယ်ကြိုးစားကြတဲ့အခါမင်းအထာစိတ်ကိုမိပုံရှုံးနိုင်မှာအိုညီလေးရေမနာလို့ပေါ်ဟုတ်တာပြောလိုက်အကြောင်းလေးကွာရှင်သန်ခြင်းရဲ့ပြေဝတဲ့အနဲ့အတိတ်ပဲကိုမင်းသိပါအမှန်တရားတွေကပဲအမှားယွင်းတွေကိုတိုက်ခိုက်ကြတဲ့အခါမင်းအသက်နဲ့ဘဝကိုဆွလွတ်ထားနိုင်မှာယုံကြည်ပါမှန်တရားရိုးသားဆုံးလှူရှာဒုက္ခနဲ့ရင်ဆိုင်လာရင်မတုံ့လုံဘူးလားယုံကြည်ပါမှန်တရားရိုးသားဆုံးလှူရှာအကောင်းဆုံးကိုရှာဖွေပေးစမ်းနိုင်မှတို့ချစ်တဲ့လောကကြီးတာယာဖို့ကောင်းသောရည်ရွယ်ချက်နဲ့လူငယ်လေးတယောက်ဖြစ်ပေါ်ကွာလူသားတိုင်းအပေါ်မှာချစ်တဲ့စိတ်ကလေးထား